Hello မင်္ဂလာပါရှင်ကျိတ်မှန်ရွက်ကိုလေဘလို့ပြောမလဲမသိဘူးဘလို့သုံးပြောမှမသိဘူးဘလို့မင်းမင်းနေကြလို့ပေါ့နော်ဒီနေ့ဖြေပြပေးဖို့မှာကျိတ်မှန်တော့လေးပေါ့နော်ကျိတ်မှန်ထဲမှာအမှုံလေးတွေပါတယ်လို့ခွာသက်လေးတစ်လုံးတော့လိုရယ်နော်ဒီလိုခွာသက်လေးလုံးနဲ့ကိုကျိတ်မှန်မှုလေးကိုသုံးမဲ့အနေထားပေါ့နော်ကိုယ့်ရဲ့သပင်ကိုယ့်ရဲ့ခေါင်းသပင်အနေထားပေါ့နော်ဒီအနေထားလောက်ကိုဒီမှာခွက်လေးတွေထည့်ခွက်လေးတဲ့လိုအမှုံလေးထည့်ပြီးသွားရင်ကိုကတန်လွင်စီသုံးမလားအုံးစီသုံးမလားပေါ့နော်ကြိုက်တာသုံးလို့ရတယ်ယူကတော့ပါရာရှုလေးပဲသုံးတယ်ပါရာရှုလေးနဲ့ပဲသုံးပြီးတော့အသုံးပြုပဲနော်အဲ့ဒါပြီးတော့ပါရာရှုလေးဒီအုံးစီတွေကိုထည့်ဒီအုံးစီလေးကိုဒီကျိတ်မှန်အမှုံနဲ့ပေါ့နော်အဲ့ဒီတော့ထည့်ခွက်သက်လေးတစ်လုံးတော့လိုရယ်နော်ထည့်ပြီးသွားလို့ချင်းကိုအမှုံနဲ့ဒီအရည်နဲ့အနေထားတစ်ခုရပြီဟေးဆိုရင်လိုဟိုနေပေါ့နော်တုတ်ကလေးတစ်ချောင်းနဲ့မှွေပေါ့နော်ယူရတဲ့ဒီမှာဘေးနားမှာအစင်သက်ရှိရဲ့ဒီကုန်းလေးနဲ့ပဲမှွေလိုက်ပါတယ်နှံ့အောင်မှွေပေးပေါ့နော်အုံးစီနေပါတယ်ရှင်လိုမျိုးနှံ့နေအောင်မှွေပေးပါရှင်နှံ့အောင်မှွေပြီးတော့လို့ဒီလိုမျိုးပေါ့နော်အနှစ်တစ်ခုရသွားပြီပေါ့လိုမျိုးအနှစ်တစ်ခုရသွားပြီပေါ့လိုမျိုးအနှစ်တစ်ခုရသွားပြီဆိုရင်ဒီအနှစ်ကလေးကိုယူလက်နဲ့လည်းကင်လို့ရတယ်လက်အိတ်နဲ့ကင်ရင်လည်းရတယ်ဒါပေမဲ့လက်မှလည်းဟိုနေဆွဲနေတာမဖြစ်တယ်လို့ခေါင်းမှလည်းဆွဲနေတာမဖြစ်ဘူးငယ်လို့ဒီယူရတာမနေ့မကောင်းချွတ်ထားဆိုလေမကောင်းမတုတ်ပြတော့ဘူးနော်နဲ့ဒီအနှစ်ကလေးကိုပေါ့နော်လက်ကလေးနဲ့ကင်ပြီးဒီထိတ်တွေကပေါ့ဒီကနေစပြီးတော့နေလိမ့်သွားညောက်ကနေလိမ့်သွားပြီးတော့နောက်ဆုံးဒီစပင်ရောက်တဲ့အထိအဖျားတွေရောက်တဲ့အထိပေါ့နော်တုတ်လိမ့်သွားပြီးတော့နိုင်ဝက်သို့မဟုတ်45မိနစ်လောက်ပေါင်းထားပြီလေနိုင်ဝက်သို့မဟုတ်45မိနစ်လောက်ပေါင်းထားပြီးတော့မှလေကိုချော့နေကြခေါင်းချော့ရည်နဲ့ချော့ချပြီနော်ကိုချော့နေကြခေါင်းချော့ရည်နဲ့ချော့ချရုံမှာပဲဟိုနေဘယ်လိုပြောမလဲဒီရုပ်စာကဘာအတွက်ကောင်းလဲဆိုရင်သပင်ဖြူတဲ့လူတွေဆိုရင်တလားစာသုံးပြီးသွားပြီဆိုတိတိတတ်ပြန်ပြီးတော့မဲလာပြီးတယ်ပြန်လာပြီးတော့မဲလာပြီးတော့ဒီတစ်ချိန်လောက်သုံးယုံနဲ့ကိုလေအမှန်တိုင်းပြောရင်တစ်ချိန်လောက်သုံးရင်တော့သပင်ကျွတ်တာလုံးဝတက်တာလေသပင်ကျွတ်တာတက်တာတော့လုံးဝအာမခံတယ်ဘာလို့ဆိုယူကိုယ်တိုင်သပင်ကျွတ်တယ်ကွာယူကကြထိုင်းနိုင်ငံပြန်လာတော့ဆိုသပင်နေတအားကျွတ်တာသပင်တအားကျွတ်ဒါပေမဲ့ဒီဥစ္စာလေးတစ်ချိန်ပဲသုံးလိုက်သေးတယ်နော်သုံးပြီးရပါသပင်ကျွတ်တာလုံးဝတက်တာသွားပြီးတော့ဘောက်ထားတာတက်တာလာတယ်ဒါတစ်ချိန်နှစ်ချိန်တစ်ပတ်ကိုနှစ်ချိန်တော့သုံးမရမယ်တစ်ပတ်ကိုနှစ်ချိန်တစ်လားကိုသုံးတော့ပေါ့နော်ဒီအထုပ်လေးဒီအထုပ်လေးသုံးတော့ပေါ့နော်တစ်လားသုံးတော့တစ်လားဒီတစ်ထုပ်ကိုမှ6500ကွာတစ်လားစာမှကိုနင်19500ပဲကွာသုံးတော့လေးသုံးပြီးတော့ဒီစကိုရဲ့စပင်ကြီးကွာလုံးဝအလှတိုးလာသေးခြင်းနဲ့ဆိုရင်တော့ဒါလေးကိုတုံးလုံးဝအကြံပြုရသေးလားလုံးဝတကယ်လဲကောင်းတယ်ဒီဂျိန်ထဲမှာတင်တော့ဒီစပင်ကျွတ်ထားတက်တာတာကိုတိတာစီတယ်ပြီးတော့ဘောက်ထားတာတက်တာတာကိုတိတာစီတယ်နော်တကယ်အာမခံပါတယ်ရှင်တစ်လအတွင်းသုံးတော့ကိုနီးလန်းမမှန်လေးနဲ့သုံးပေးတယ်ဆိုရင်စပင်ဖြူတဲ့လူတွေဆိုလဲပြန်နဲ့လာပါတယ်အလောင်းကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ပေးလို့